ဝန်ဆောင်မှုဆိုတာဘာလဲဒီနေ့ဘာတစ်ခုမှအဆင်မပြေပါဘူးခါ ဘာလို့လဲဟာ အဲ့လိုထဲမှာအဆင်ပြေပါဘူးဆိုမှပဲဟာဘွားကင်းကျိုးသွားဝယ်ဆိုင်ကကာစတမာစားပြတယ်မကောင်းနောက်ပြီးအမကလည်းမပေးဘူးအဲ့ကြောင့်ကိုစိတ်ညစ်နေတာ ဟောနေကငါ့အောင်မမေးတာ ဘာလို့လဲ ငါတည့်ရဆိုင်လာရှိရဟာကက်စတမာဆက်ပဲလည်းကောင်းတယ်တော်တော်လေးလည်းအဆင်ပြေငါပစ္စည်းကိုလည်းအမဆိုင်လည်းပါရဟာအဆင် ဟုတ်လားဒီဆိုင်နဲ့ငါတို့ကဆိုင်နဲ့ဆုံးနေပြီလား ဒီတဲ့ကတော့ဝေးတယ်မှာရှိရ ဟယ်လို ဟယ်လိုအေးနင်းအတန်ကြီးရတယ်မသားမရပါလား နေတော့မှဝယ်တဲ့ CV5 ကိုဖုန်းနံပါတ်တော့တာမှန်ကုန်ဆိုတော့ယူတက်တာ calling ဝင်သွားတယ်။အဲ့တော့တောင်းဝင်မှုမဖြေချင်းပြီးတော့စိတ်ညစ်နေတာ ဩဒါနဲ့အခု iPhone အောင် ။အပဆိုင်အပ်ထားရလေ နောက်တစ်ခါဆိုရင်ငါပြောတဲ့ဆိုင်ကိုသွားတောင်းယူမှုတောင်းခံမှုအပြည့်ရှိ ။ဟုတ်လားငါ့ကိုအစောရတော့မပြော ဩနင်းကပုံမှန်ဆုံးမေးနေကြလေဘိုးကမေးမှမမေးတာ ။ဘာဆိုင်မျိုးပြောင်းငါသွားမယ် အေးဆိုင်လိပ်စာပြေတက္ကသိုလ်ဝင်းတင်ပေါင်းရှိရအဲ့ဒီမင်းလေးကမင်းဖုန်းဝယ်လာဆို ဟုတ်တယ်လေကွယ် စကန်လာတက်လားညီ အကျန်းသုံးမှာဆိုတော့စကမ်းပဲဝယ်လိုက်တော့လေ ဟုတ်လားမင်းဟာအမကန်ပါရလား ပါတယ်လေကွယ်9ရက်ပါတယ်ပြောတယ် မင်းကငါနဲ့တော့မနိုင်မင်းကွာဒုက္ခပဲအဲ့မင်းခုတော့အစင်မပြေရလား မကြည့်ပါဘူးဗျာသုံးရတာ10ရက်တော့မပြေသေးဘူးကွယ်အားလည်းမခံတော့ မင်းကတော့ဖြစ်ရမယ် ဘူးဟုတ်တယ်ဗျာကျွန်တော်လည်းအမကရဲ့ကြော်သွားပြီဆိုတော့မသွားတော့တာ ငါတိတဲ့ဆိုင်တစ်ဆိုင်တော့ရှိရဲအဲ့ဆိုင်ကဖုန်းတွေအမကန်$ပေးထားတယ်လို့တော့ပြောတယ်accessory ဆိုလို့ရှိရင်လည်းအမကန်6လပေးကြတယ်တချို့ဆိုရင်တက်တောင်ပေးရပြောတာတော့မင်းအဲ့ဆိုင်ကိုသွားရင်သွားပါလားမင်း အမေတိတ်ဟုတ်ပါလားဗျ အေးလိုမင်းကလည်း ငါနဲ့ဆိုင်လိပ်စာရော ဩဆိုင်လိုက်စားသိချင်တာလားဩပြောပြမှာပေါ့အေမျိုးရွှေတချောင်းနဲ့တက္ကသိုလ်ရှိရလက်စီမိုဘိုင်း တကယ်တော့ဝန်ဆောင်မှုဆိုတာစကလုံးတစ်လုံးထပ်ပိုးပါတယ်အပြောကောင်းရုံတက်နဲ့ဝန်ဆောင်မှုကောင်းတယ်လို့သတ်မှတ်လို့မရပါဘူးမိတ်ဆွေကစတမာတို့ရဲ့ဖုန်းတစ်လုံးလာဝယ်တဲ့အချိန်ကနေစလို့ လူကြီးမှုနဲ့မိတ်ဆွေတွေလိုအပ်ချက်ဒါမှမဟုတ်စေမေမှုခက်ခဲတွေကိုကျွန်တော်တို့ပြည်ထနာလို့တာဝန်ယူပြီး မိတ်ဆွေတို့အတွက်ဖုန်းဖြစ်စေမဟုတ်ဘူးပစ္စည်းများကိုဖြစ်စေမိတ်ဆွေတို့အတွက်အမှန်တကယ်လိုအပ်ချင်တဲ့ကိုက်နေရဲ့ ။စိတ်တည်နေပြီးတော့တကယ်လက်တွေ့ဘဝမှာစိတ်ချလက်ချသုံးနိုင်တဲ့အရှင်ဒီကျမတို့ Galaxy Mobile ကနေဝန်ဆောင်မှုပေးနေပါပြီရှင်။ ကြတော့ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုဆိုတာကမိတ်ဆွေတို့ရဲ့စိတ်ကျဉ်တဲ့စေတဲ့အပြုံးတွေပဲဖြစ်ပါတယ်ခင်ဗျာ